ရန်ဒိုရတဲ့ယူဗလာကမက်ဆီရဲ့ကမ္ဘာလာတက်ပိုခက်ခဲနေဆိုတဲ့ဒိုလေးဖန်နီစကားကလက်ခံပေးလို့ရနိုင်မလားကမ္ဘာလာကိုကံမြောင်းနိုင်တဲ့မက်ဆီရဲ့ပုံရိပ်ကဘောလုံးသမိုင်းကိုအဆုံးသတ်ပေးလိုက်ပြီးတော့မက်ဆီရဲ့ဖန်နီကကြွေးကြော်နေခြင်းမှာရန်ဒိုဖန်နီကတော့ဥရောပမှာကစားတာကကမ္ဘာလာတက်ပိုခက်တယ်ဆိုတဲ့စကားနဲ့ပြန်လည်ချေပနေကြပါတယ်ဒေဗလာကတကယ်မာစတာပေးဖြစ်မလဲပြည်သူများအားပေးမင်္ဂလာပါများ Yes Sport iMac ခွန်ရှိကိုစာပေကနေအားလုံးကိုပြန်လည်ကြိုလဲပါတယ် iPad ခွန်ရှိကို Mount 556ကစားမယ်ဆို Viber 399250ခွန်40ကိုဆက်သွယ်အကောင့်ဖွင့်ကစားနိုင်ပါတယ်ခင်ဗျာမန်စီးတီးကမ္ဘာလာဆိုတာကသူကစားမပွားရဲ့နောက်ဆုံးချန်နေတဲ့ကွက်လက်တစ်ခုပါဒါကိုဖြည့်ဆည်းနိုင်ခဲ့တာကသူကဘောလုံးကရဲ့ပြည့်စုံသူဖြင့်တတ်မှတ်စေခဲ့ပါတယ်မက်ဆီကကမ္ဘာလာမှာ35နှစ်ရွယ်နဲ့ဂိုးတွေဖန်တီးမှုတွေအပြင်အသင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာမှာအကောင်းဆုံးဦးဆောင်သွားခဲ့ပါတယ်။အောက်စရင်ပွဲစဉ်တွေမှာဆော်ရီကိုရှုံးနေခဲ့ပြီးနောက်ပိုင်းဖီယာရီဂျာကနေတပွဲချင်းစီကိုဖိုင်နယ်ပွဲစဉ်တွေလိုကစားခဲ့ပြီးဘောလုံးပွဲအထိကိုတလန်းလာခဲ့တာပါ။ဖိုင်နယ်ပွဲစဉ်တွေမှာပြင်သစ်နဲ့ကစားခဲ့တဲ့ပွဲကဘောလုံးသမိုင်းမှာအကောင်းဆုံးအသင်းအားဆရာအကောင်းဆုံးဖိုင်နယ်ပွဲလို့တော့မှတင်စားခဲ့ကြပါတယ်။အာဂျင်တီးနားလိုဘောလုံးယူသွင်းတဲ့နိုင်ငံအတွက်36နှစ်ကြာမှပြင်ရတဲ့ဖလားဖြစ်လို့မက်ဆီပေါ်ထားတဲ့မျှော်လင့်ချက်ဖီယာရီကအရန်ကြီးမားခဲ့ပါတယ်။မာဒနာရဲ့အရေးအောက်ကနေရုံးထွက်ပြီးနိုင်ငံအတွက်အကြီးမားဆုံးဆုကိုရယူပေးနိုင်ခဲ့တာကမက်ဆီရဲ့ဂုဏ်သိက္ခာကိုအမြင့်ဆုံးထိရောက်ရှိအောင်ပို့ဆောင်ပေးလိုက်သလိုပါပဲ။ပြန်ပွဲတစ်ခုလုံးမှာဂိုးသွင်းဂိုးဖန်တီးမှုတွေနဲ့အတူဂိုလ်ဒန်ဘောဆုကိုပါတင်ပိုက်နိုင်ခဲ့တာကမက်ဆီယာအသင်းကြောင့်ရတာမဟုတ်ပဲသူရဲ့စွမ်းဆောင်ရည်ကြောင့်ရတယ်ဆိုတာကိုသက်သေပြခဲ့တာပါ။ရန်ဒိုပရိသတ်တွေကတော့ယူဖလားကကမ္ဘာဖလားတက်ပိုခက်တယ်လို့ဘာကြောင့်ပြောကြတာလဲ။ဒါတကယ်တော့စဉ်းစားစရာအချက်တွေအများကြီးရှိပါတယ်။ယူပြန်ပွဲမှာပါဝင်တဲ့အသင်းတွေကအဆင့်တန်းရမ်းမြင့်ပါတယ်။ကမ္ဘာဖလားလိုအဆင့်သတ်မှတ်ချက်နောက်တန်းကအသင်းငယ်လေးတွေပါဝင်တာမျိုးနေပြီးပွဲတိုင်းကထိထိုက်တွဲဆုံမှုတွေကြီးပါပဲ။ MLB တောင်ယူကကမ္ဘာဖလားတက်ပိုခက်တယ်လို့ပြောမှုတာကိုရန်ဒိုဖန်နီကလက်နက်တစ်ပွဲသုံးကြပါတယ်။အဆင့်တန်းတူတဲ့အသင်းတွေကြားမှာဘိုးဆွဲဖို့ဆိုတာကတကယ်ကိုခက်ခဲတယ်လို့ပါ။ပေါ်တူဂီယာအချိန်တုန်းကအခုလိုကျေဝင်းဆောင်တဲ့အသင်းမျိုးမဟုတ်သေးပါဘူး။အဲ့လိုအသင်းမျိုးနဲ့ပြင်သစ်ပြည်မှာအင်ရှင်ပြင်သစ်ကိုအနိုင်ယူပြီးဖလားရောက်နိုင်ခဲ့တာကရန်ဒိုရဲ့ခေါင်းဆောင်မှုနဲ့စိတ်ဓာတ်ကိုပြသခဲ့တာပါ။ဖိုင်နယ်မှာတန်ရလို့မျက်ရည်တွေနဲ့ထွက်ခဲ့ရပေမဲ့ကွင်းမေးကနေနီးပြတယောက်လိုအော်ဟစ်အားပေးနေတဲ့ပုံရိပ်ကအခုထိလူပြောများနေတော့ပါပဲ။သူဟာကွင်းထဲမှာမရှိရင်တော့မှအသင်းကိုဘယ်လိုစိတ်ဓာတ်မြင့်တင်ပေးနိုင်ကြလဲဆိုတာကိုပြသခဲ့တာပါ။ဥရောပအသင်းတွေကခံစင်ပိုင်းနဲ့နီးစတင်ပိုင်းမှာရန်ကိုစနစ်ကြပါတယ်။ကိုရဖို့ခက်ခဲတယ်လို့အမှားရအနည်းဆုံးနဲ့ကစားတဲ့ပြိုင်ပွဲတွေပါ။ရန်ဒိုဟာအဲ့လိုမျိုးကျင်းတဲ့ဥရောပခံစစ်တီကိုကြော်ပြပြီးသူ့နိုင်ငံကိုပထမဆုံးသောဥရောပချန်ပီယံဆုရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ဒါပေမဲ့အကြောင်းအရာတွေတစ်ခုကိုငင်းခုန်ကြတဲ့အခါကျွန်တော်တို့အနေနဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးဖိဖိညင်းနေလို့မရပါဘူး။ဒီနေရာမှာကျွန်တော်တို့များများတက်ကြီးဖို့အတွက်လိုပါတယ်။ကမ္ဘာလာက၄နှစ်မှတစ်ချိန်လာတာပါ။တသက်မှာကစားဝင်ရဖို့တော့မလွယ်သလိုရှုံးထွက်ပွဲတွေမှားလိုက်တာနဲ့၄နှစ်ပြန်ဆောင်ရတာပါ။စစ်တဲ့ပိုင်းဆိုင်ရာဖီအားကယူရိုထက်ပိုကြီးပါတယ်။ဒီကောင်လုံးကစောင့်ကြည့်နေတဲ့စင်မြင့်ထက်မှာကစားတာပြလို့ချေချော်လို့မရပါဘူး။နေစတင်ပိုင်းနဲ့အသင်းတိုင်းစုဖွဲ့မှုပိုင်းမှာဥရောပအသင်းတွေကပို့ပြီးတော့ကျစ်လက်ပါတယ်။ဂရိုအတက်ဖလိုမျိုးအုပ်စုတွေကယူရိုမာပိုများတက်ပါတယ်။အာဂျင်တီးနားနဲ့ဘရာဇီးပါတာကလွှဲရင်ကျန်တဲ့ကမ္ဘာ့ဆင်မီအသင်းကြီးတွေအားလုံးကယူရိုမာရှိနေတာပါ။တကယ်တော့တန်မိုးဆိုတာကရှုထောက်ပေါ်မှာမူတည်ပါတယ်။တမိုင်းချောင်းနဲ့အချိန်ဝါရာကမ္ဘာဖလားကပိုတန်မိုးရှိပါတယ်။ဘောလုံးကမှအမြင့်ဆုံးရာတို့ကကမ္ဘာ့ချန်ပီယံများပဲ။ပီလီမာရာဒိုနာတို့နဲ့တန်းတူဖြစ်ဖို့ဆိုရင်ကမ္ဘာဖလားကမရှိမဖြစ်လို့အပ်တဲ့လက်နဲ့တစ်ခုပါ။မက်ဆီကအဲ့လက်မှတ်ကိုရရှိသွားခဲ့ပါပြီ။စိန်ခေါ်မှုနဲ့ခက်ခဲရကြည့်မယ်ဆိုရင်တော့ဥရောပရဲ့ထိပ်သီးအသင်းတွေအကြားမှာပြိုင်ဆိုင်ရတဲ့ယူဖလားကပြင်းပြအားဖြင့်ပွဲစဉ်တိုင်းမှာပိုပြီးတော့ပြင်ပန်းခက်ခဲနိုင်ပါတယ်။အသင်းတိုင်းကနေစနစ်ပြင်မာလို့တော့ပါ။အချောပြင်ပြောမယ်ဆိုရင်တော့ပေဖလားကပိုတန်မိုးရှိတယ်ဆိုတာထက်ကျွန်တော်တို့ဟာဒီလိုကနဝင်ကစားမကြီးနှစ်ယောက်ဒီဘန်နဲ့တဲကစားနေတာကိုမြင်တွေ့ခွင့်ရတဲ့ကံကောင်းတဲ့မျိုးဆက်ဖြစ်တယ်ဆိုတာကိုပဲလက်ခံရမှာပါ။ဒီဘန်လုံးစုံဟာသူတို့ရဲ့ကစားမဘွားကိုထာဝရရှင်သန်စီမှာဖြစ်တယ်လို့ဘသူကပိုတာလဲဆိုတာကတော့တင်းတို့ရဲ့နှလုံးသားကပဲပေးတဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါလိမ့်မယ်။ညီကိုတို့ကဘယ်လိုမြင်ကြလဲပြောပြသွားခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။